တော်ကြီးတများခန္ဓာကြီးကျယ်လာတဲ့စိန်ခံအိမ်ကြီးကိုသမီးတွေအတွက်အပြီးဆောက်လုပ်နေတဲ့ဆိုတဲ့နန္နာလိုင်တို့ဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်နန္နာလိုင်တို့ဇနီးမောင်နှံကသူတို့ရဲ့သမီးတွေအတွက်မင်္ဂလာတော်မှာရှိတဲ့သူရဲ့ဆောက်လက်ဆနန်းတော်ကြီးတများခန္ဓာကြီးကျယ်လာတဲ့စိန်ခံအိမ်ကြီးကိုအပြီးဆောက်လုပ်တော့မယ်ဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာကနေပရိသတ်တွေကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။ဦးစေတီဟာကတော့တရုတ်ဆောင်နန္နာလိုင်ရဲ့ခင်မွန်းဖြစ်ပြီးတော့မြန်မာနိုင်ငံမှာအကျဉ်းသားဆုံးတတိတဦးဖြစ်တဲ့ဇီကဘာဦးခင်ရွှေရဲ့သားတဦးလည်းဖြစ်ပါတယ်။ဦးစေတီဟာနဲ့မင်းသမီးနန္နာလိုင်တို့ကတော့စီးစိမ်ဥစ္စာတွေကလူလေသေးမရှိကျွဲဝချမ်းသာသူတွေဖြစ်ကြပြီးသူတို့ရဲ့သမီးတွေအတွက်ကိုလည်းအကောင်းမွန်ဆုံးကိုဖန်တီးပေးသူတွေလည်းဖြစ်ပါတယ်။အခုတစ်ခါမှဆိုရင်လည်းတရုတ်ဆောင်နန္နာလိုင်နဲ့ခင်မွန်းဖြစ်သူဦးစေတီဟာတို့ဟာသူတို့ပိုင်ဆိုင်တဲ့မင်္ဂလာတုံကမြေခွက်ကျဲကြီးပေါ်မှာဇက်ဗီလာအမည်ရအစာအုပ်ခြံဝင်းတစ်ခုကိုသမီးလေးတွေအတွက်အကောင့်ထဲဖော်နေပြီလို့သိရပါတယ်။သမီးလေးတွေပြည်ပမှာကြောင်းသွားမတက်ခင်အေးအေးဆေးဆေးနေလို့ရအောင်အမြန်ဆောက်လုပ်ပေးသွားမယ်လို့ဖခင်ဖြစ်သူဦးစေတီဟာကဆိုထားပြီးသူတို့ရဲ့ဆောက်လက်ဆအိမ်ပုံစံတွေနဲ့တကွာရှေ့ပြေးဒီဇိုင်းပုံတွေကိုပါပြည်သက်တွေကိုချပြလာခဲ့တာလည်းဖြစ်ပါတယ်။ပြည်သက်တွေအနေနဲ့ကတော့ဦးစေတီဟာဆောက်လုပ်နေတဲ့အိမ်ကတာမန်ရိုးရိုးအိမ်တစ်ခုမဟုတ်ဘဲနဲ့နန်းတော်ကြီးသမျှကြီးမားခမ်းနားလာတယ်ဆိုပြီးတော့လည်းမှတ်ချက်ပြုနေကြတာဖြစ်ပါတယ်။အခုလိုမျိုးနန်းတော်ကြီးသမျှအိမ်ကြီးကိုဆောက်လက်ဆအနေအထားနဲ့ရပ်ဆိုင်းထားတာကြာပြီဖြစ်ပေမယ့်အခုချိန်မှာတော့ဒီအိမ်ကြီးကိုပြန်လည်အပြီးသက်တည်ဆောက်တော့မှာဖြစ်လို့သမီးလေးတွေနိုင်ငံရဲ့ခြားကိုမသွားခင်မှာလည်းပြီးအောင်ဆောက်မယ်လို့ပြောတာကဖခင်တယောက်ရဲ့ကြီးမားလာတဲ့ချစ်ချင်းမြတ်တာတွေပါဆိုပြီးတော့လည်းကြီးကျူးနေကြတာလည်းဖြစ်ပါတယ်။အဆိုပါခန္ဓာကြီးကျယ်လာတဲ့စိန်ခံအိမ်ကြီးကတော့မင်္ဂလာတုံမြို့နယ်ခရီးပင်လမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ဒီမြေကွက်ပေါ်မှာနန်းတော်ကြီးသမျှကြီးကျယ်ခမ်းနားတဲ့အိမ်တွေပန်းချံတွေတစ်ခွချံတွေစိုက်ခင်းတွေအပန်းဖြေအနားယူစရာနေရာတွေအမျိုးစုံထည့်သွင်းဆောက်လုပ်သွားမယ်လို့လည်းသိရပါတယ်။အခုလက်ရှိမှာတော့နန္နာလိုင်တို့ဇနီးမောင်နှံနဲ့သမီးလေးတွေကမိဘတွေပိုင်ဆိုင်တဲ့အိမ်မှာပဲစုပေါင်းနေထိုင်နေကြတာဖြစ်ပါတယ်။